ဒီနေ့ကတော့ကျွန်တော်ရဲ့ဝါသနာအလုပ်တွေတစ်ခုဖြစ်တဲ့ presenter အဖြစ်တွားရောက်လုပ်ခဲ့မှာဖြစ်ပါတယ်။ Event လေးကတော့2026 C4 Day အတွက် Unit 10ကနေပြုလုပ်တဲ့ဒီ C4 Reunion ပွဲမှာ presenter အဖြစ်တွားရောက်ပါဝင်မှာဖြစ်ပါတယ်ခင်ဗျာ။ဒါကတော့ Unit 10ကနေပြီးကျွန်တော်တို့ C4 Day အတွက်ပြုလုပ်ထားတဲ့ decoration တွေပေါ့နော်။ကျွန်တော်ရဲ့ personal အမြင်အရဒီ decoration တွေတော်တော်လေးအဆင်ပြေလို့ထင်တယ်ပြီးသွားရင်ဒီနေ့ကလည်း Unit 10ရဲ့နှစ်40ပြည့်မြောက်တဲ့နေ့ဖြစ်တယ်ပေါ့နော်။ဒါကတော့ကျွန်တော် presenter မလုပ်ခင်ဒီပြောရမယ့်စာသားတွေနဲ့rehearsal လုပ်တဲ့သဘောပါ intro အနေနဲ့လူခေါ်တဲ့ကိစ္စအမှလုပ်သွားမယ်မင်္ဂလာပါရှင်အခမ်းအနားကိုမကြာမီချိန်တွင်းမှာစတင်ကျင်းပတော့ကျွန်တော်တို့ rehearsal လုပ်ပြီးတော့ဒီပွဲခန်းလာစားဖို့အဆင်သင့်ပြင်နေကြပြီပေါ့နော်ဒါတော့ကျွန်တော်နဲ့နောက်ထပ်အမတစ်ယောက်နဲ့ဒီ personal အပိုင်းကတော့ပြီးသွားပြီပေါ့နော်ဆိုတော့သူတို့ဒီလူဟောင်းတွေပြန်နေတွေ့ဆုံပွဲကိုလုပ်နေကြဖြစ်ပါတယ် outfit check ပြီးတော့ပွဲလာတဲ့သူတွေတော့သူတို့ outfit လေးခင်းထားပြီပေါ့နော်ဆိုတော့ကျွန်တော်လည်းအကွာချိတ်ခဲ့ပါတယ်ဘာဘယ်လိုလဲပါလာတော့ဟုတ်တယ်ငါမင်းတို့တော့လည်းပါမယ်လို့ပြောတာဒီနေ့ပွဲခဏလေးလည်းအောင်မင်းစီစီကားနဲ့ပဲပြီးဆုံးသွားတယ်ပေါ့နော်ဆိုတော့ပြီးဆုံးသွားတော့ကျွန်တော်နေတင်းကြစီရတင်းပြီးတော့အင်ပြန်မှုလုပ်ပါပြီဒီအားလုံးကျေးဇူးတင်ပါတယ်ဒီနေ့ကတော့ကျွန်တော်ရဲ့ Unity မှာ presenter အဖြစ်လုပ်တဲ့ data ပဲဖြစ်ပါတယ်ခင်ဗျာ See you in the next video ပါ bye bye